In our studies, we are going to walk through the Gospel of John. အခုကျွန်တော်လေ့လာတဲ့အခါမှာယောဟန်ခရစ်ဝင်ကျမ်းကိုကျွန်တော်ဆက်လက်ပြီးမှကြည့်ရှုဆင်ခြင်သွားကြမှာဖြစ်ပါတယ် I will add these PowerPoints to the group now so that you can have them. အခုဒီသူ့ရဲ့မှတ်စုလေးကိုလည်းပဲသူပြထားပါတယ်ကျွန်တော်တို့ရဲ့အဖွဲ့ထဲမှာလည်းသူချပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ် Of course, these PowerPoints are in English. ဒါပေမဲ့အခုသူ့ရဲ့ PowerPoint ဆိုတာအင်္ဂလိပ်လိုတော့ရေးထားတာဖြစ်ပါတယ် But hopefully you can use them along with our lessons. ဒါပေမဲ့အခုကျွန်တော်တို့ဒီမှာပြောရင်းသိရင်းနဲ့ပြန်ကြည့်ရှုပြီးမှကိုယ့်ရဲ့သူတစ်ပါးကိုသင်ပေးတဲ့အခါမှာပြန်လည်ပြီးမှအသုံးချနိုင်မှာဖြစ်ပါတယ် And take notes in Burmese. Give me ကျွန်တော်မှတ်စုလေးလည်းယူထားနိုင်ပါတယ် Okay, I have included the notes in our messenger group. သူ့ရဲ့မှတ်စုကိုကျွန်တော်တို့ရဲ့အဖွဲ့ဒီ group ထဲမှာသူထည့်လိုက်ပြီဖြစ်ပါတယ် Lord willing, you are helping me prepare a class. ဒါလိုတော့ရှိလင်ကျွန်တော်တို့ဒီလိုသူဒီမှာသင်ပေးတဲ့အရာဟာသူ heritage မှာသင်ပေးဖို့ရအတွက်သူပြင်ဆင်တဲ့အချက်ပြင်ဆင်ရလဲရောက်သွားပါတယ်သူကိုကျွန်တော်တို့ကူညီရလဲရောက်ပါတယ်တဲ့ I will be preparing this course for Heritage Christian University. အခုဒီသင်ခန်းစာကိုသူကဒီ Heritage Christian University မှာသင်ပေးဖို့ရအတွက်သူပြင်ဆင်ထားတာဖြစ်ပါတယ် But most importantly, I hope that our time together is edifying and encouraging. အထူးသဖြင့်ကျွန်တော်တို့ဧကဲ့သို့ဆုံတွေ့ခြင်းအပြန်အလှန်စကားပြောဆိုခြင်းဟာကျွန်တော်တို့စေတနာအတွက်တည်ဆောက်စရာဖြစ်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ် First, let's begin with the main idea of John's Gospel. အခုယောဟန်ခရစ်ဝင်ကျမ်းရဲ့အဓိကအကြောင်းအရာကဘာလဲဆိုတာကျွန်တော်ကြည့်ရအောင် The Gospel of John is about ယောဟန်ခရစ်ဝင်ကျမ်းဟာ Jesus, the divine Son of God, ယေရှုသည်ဖျားသခင်ရဲ့သားတော်ဖြစ်ကြောင်း reveals the Father, နောက်ခမည်းတော်ကိုပြသတော်သူဖြစ်ကြောင်း provides eternal life, နောက်ထာဝရအသက်ကိုပေးတော်သူဖြစ်ကြောင်း to all who believe in him. သူကိုယုံကြည်တော်သူများအားလုံးအတွက်ဖျားကိုလည်းပြသပေးတယ်ထာဝရအသက်ကိုလည်းပေးတော်သူဖြစ်ပါတယ် In support of this, consider some key verses to John's Gospel. အခုဒီယောဟန်ခရစ်ဝင်ကျမ်းရဲ့အဓိကပြောဆိုတဲ့အရာကယေရှုသည်ဖျားသခင်သားတော်ဖြစ်ကြောင်းနောက်သူကိုယုံကြည်တော်သူတို့ထံသို့ခမည်းတော်ကိုပြသယုံမကထာဝရအသက်ကိုပေးပိုင်တော်သူဖြစ်ကြောင်းကိုဖော်ပြခြင်းဖြစ်တယ်ဆိုတဲ့အရာကိုထပ်ပြီးမှဖော်ပြတဲ့ကျမ်းပိုက်လေးတွေဖြစ်ပါတယ် First, let's consider John chapter 1, verse 14. ပထမဆုံးအနေနဲ့ယောဟန်ခန်းကြီး1အခန်းငယ်14ကိုစဉ်းစားဆင်ခြင်ကြရအောင် နှုတ်ကပတ်တော်ဒီလေလူစားတိအဖြစ်ကိုခံယူ၍ဂျေဇုတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမည်းတော်၌တပါးတည်တော်သားတော်၏ဘုံကဲ့သို့သူ၏ဘုံတော်ကိုငါတို့သည်မြင်ရကြပြီ Couple of thoughts from this text. ဒီကျမ်းပိုက်ကနေကျွန်တော်တို့ဆင်ခြင်စရာအချက်နှစ်ချက်လောက်ကျွန်တော်တွေ့ရပါတယ် The word refers to Jesus Christ. နှုတ်ကပတ်တော်ဆိုတဲ့စကားလုံးကယေရှုခရစ်ကိုရည်ညွှန်းနေပါတယ် This is clear from the context of chapter 1. ဒ
ဒီခန်းချစ်တင်မှာနှုတ်ကပတ်တော်ဆိုတာယေရှုဖြစ်တဲ့အကြောင်းရှင်းလင်းပါတယ် Notice it says, he became flesh. သူဒီလူစားတိကိုခံယူတယ်လို့ပြောပါတယ် Previously in John 1:1, ဒီယောဟန်ခန်းချစ်တဲ့အခန်းငယ်1မှာလည်းကျွန်တော်တို့ဖတ်နိုင်ပါတယ် we learn the word is eternal, ဒီနှုတ်ကပတ်တော်ဒီထာဝရတည်ရှိတော်သူဖြစ်တဲ့အကြောင်းတွေ့ရတယ် and he is the creator, chapter 1 and verse 2. နောက်သူဒီဖန်ဆင်းရှင်ဖြစ်တဲ့အကြောင်းခန်းချစ်တဲ့အခန်းငယ်2မှာတွေ့ရပါတယ် Jesus, as God, ယေရှုဒီဖျားနဲ့တူတန်တူဖြစ်ပါတယ် became flesh. ဒါမဲ့သူလူစားတိကိုခံယူခဲ့တာဖြစ်ပါတယ် The word in Philip, it says in the ESV, dwelt among us. What does it say in Burmese there, verse 14? ဒီခန်းငယ်14မှာ and the word and dwelt among us. Here we have that. Oh yes, ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ His presence is with us. It's present. Okay. The word Mm. presence means like it's in the Old Testament, it's like the word tabernacle, like made his tent Mhm. among us, Mhm. showing it was a temporary incarnation. ငါတို့၌တည်နေတော်မူ၏လို့ပြောတဲ့အခါမှာသူ့ရဲ့မျက်မှောက်တော်ဟာကိုယ်ဌာနရောက်နေတဲ့အကြောင်းတမန်ဟောင်းတို့ကဆိုလို့ရှိရင်တဲတော်ပေါ်၌ဘုရားသခင်ရဲ့မျက်မှောက်တော်ထင်ရှားတဲ့ပုံစံမျိုးနဲ့ပေါ်ပြတာဖြစ်ပါတယ် And John says, we have looked closely ။နောက်ယောဟန်ကငါတို့ဒီစိကြည့်ရှုခဲ့ပြီလို့ပြောပါတယ် and witnessed the glory he has, ။နောက်ခမဲတော်တပါးတည်းတော်သားတော်ဘုန်းကဲ့သို့သူ၏ဘုန်းကိုငါတို့ဒီမြင်ရကြပြီ and this glory is from the Father. အဲ့ဒီဘုန်းတရေကခမဲတော်ထံကလာတဲ့ဘုန်းတရေဖြစ်ပါတယ်အဲ့ဒီဘုန်းတရေဟာယေရှု၌ရှိတယ်ယေရှုကိုသူတို့ကဘုန်းတရေကိုသူတို့မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ် As the Son of God, ဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့အားလျော်စွာ he is full of both grace and truth. သူဒီဂျေဇုတရားဂျေဇုတော်နဲ့၎င်းတမန်တရားနဲ့၎င်းပြည့်စုံတော်မူတာဖြစ်ပါတယ် Now let's move on to John chapter 3 and verse 16. အခုယောဟန်ခန်းကြီး3အခန်းငယ်16ကိုကျွန်တော်တို့ဖတ်ရအောင် ယောဟန်ခန်းကြီး3အခန်းငယ်16 ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်အာရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ All right. This is one of the most well-known verses of the Bible. ဒီကျမ်းပိုင်ဟာတစ်ကမ္ဘာလုံးမှာအတိအများဆုံးသောကျမ်းပိုင်တစ်ပိုင်ဖြစ်ပါတယ် We see that through God's love, ဒီကျမ်းပိုင်မှာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်အားဖြင့် he sacrificed the Son, mentioned in 1:14, ဒီသူ့ရဲ့တပါးတည်းသောသားတော်ကိုစွန့်တယ်လို့ပြောပါတယ်အခန်းငယ်14မှာတော့ကတော့လူစားတိကိုခံယူတယ်လို့ပြောဆိုတာဖြစ်ပါတယ် so that we could have eternal life. ဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထာဝရအသက်ကိုရနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ် All right. Let's go to John chapter 20, verses 30 and 31. အခုယောဟန်ခန်းကြီး20အခန်းငယ်30 31ကိုလည်းကျွန်တော်ကြည့်ရအောင် စေ30ဤကျမ်းစာ၌ရေး၍မထားသောအခြားသောနမိတ်လက္ခဏာအများတို့ကိုလည်းယေရှုသည်တပည့်တော်တို့မျက်မှောက်၌ပြတော်မူ၏
ယေရှုသည်ခရစ်တော်ဒီဟုသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံမည်အကြောင်းထိုတို့ယုံ၍နာမတော်အဖျင်အသက်ကိုရမည်အကြောင်းဤမျှလောက်ရေးထားလျက်ရှိသည် We will look at this text more closely later. ဒီကျမ်းပိုက်ကိုနောက်ပိုင်းမှာမှဒီအသေးစိတ်ပြန်ပြီးတော့မှကြည့်ရှုသွားမှာဖြစ်ပါတယ် But one thing we learn is John gives a purpose statement for his gospel. ဒါမဲ့ဒီကျမ်းပိုက်ဟာယောဟန်ကဒီယောဟန်ခရစ်ဝင်ကျမ်းကိုရေးသားရခြင်းနဲ့အတိကရည်ရွယ်ချက်ကိုဖော်ပြတဲ့ကျမ်းပိုက်တွေကိုကျွန်တော်ကောက်နှုတ်ထားတာဖြစ်ပါတယ် He is the only biblical writer I'm sorry He is the only biblical writer that gives a purpose statement for the book he wrote. ဒီမှာဒီကျမ်းစာကိုရေးသားတဲ့သူတွေထဲမှာယောဟန်သာလျှင်သူ့ရဲ့ရေးသားတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းဖော်ပြတော်သူဖြစ်ပါတယ် Now, Philip, we can open it up for discussion if you want. You might ask, what are some other key verses in this gospel, what they might want to share? အခုဒီမှာရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုဖတ်တဲ့အခါမှာဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းနဲ့အတိကတော့ချက်ကျမ်းပိုက်ဖြစ်တယ်လို့ကိုခံစားတဲ့ကျမ်းပိုက်ဒါမှမဟုတ်ကိုတွေ့မြင်တဲ့ကျမ်းပိုက်များရှိလားရှိရင်ပြောလို့ရပါတယ်တဲ့ Hello Simon good evening Good evening Good evening, Simon. ယောဟန်ခရစ်ဝင်ကျမ်းရဲ့အတိကကျမ်းပိုက်ထဲမှာဒီကျမ်းပိုက်ကထည့်တင်တယ်လို့ဒီမြင်တဲ့ကျမ်းပိုက်များရှိသလားတဲ့ အားလုံးသဘောတူတဲ့ဒီ36ပဲဖြစ်မှာပေါ့ Everybody agrees that John 3:16 is the key verse. Oh, good. Yeah, that's probably because it's the most well-known verse. အဲ့ဒါတကမ္ဘာလုံးအသိအများဆုံးကျမ်းပိုက်မို့လို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ် But you know, when John says, you know, especially in 20, 30, and 31, he says, you know, here's why I wrote this book. You know, it's that through what was written, you know, that, and it's the same idea that you have salvation, essentially. That's good. All right, well, that's great. Thank you. ယောဟန်အခန်းကြီး20ခန်းငယ်30-31မှာကြတော့ယောဟန်ကဒီစာကိုသူရေးရတဲ့အကြောင်းရင်းဟာတင်တို့ဒီယေရှုဒီဖျားသားဖြစ်ကြောင်းကိုယုံကြည်၍ထို့သူယုံပြီးမှသာရအသက်ကယ်တင်ခြင်းကိုရဖို့ရအတွက်ရည်ရွယ်ထားတယ်လို့ဆိုထားပါတယ် Okay. All right, let's look at some outlines of this gospel. ဒါဆိုယောဟန်ခရစ်ဝင်ကျမ်းကိုအတိကအကြောင်းအရာများဆိုတဲ့ဘက်မှာကျွန်တော်တို့ဒီဘေကနေဘေထိဘာကြောင်းအရာဘေကနေဘေထိဘာကြောင်းအရာလဲဆိုတဲ့ကွဲခြားမှုဒီကြောရိုးကိုကျွန်တော်ကြည့်ရအောင် All right, so Philip, prologue and epilogue, those refer to like the beginning and the ending. Like an introduction and conclusion. Introduction, okay. Introduction. အခုဒီမှာနိဒန်ရှင်ယောဟန်ခရစ်ဝင်ကျမ်းနဲ့ကြောယူကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1နိဒန်အခန်းကြီး1အခန်းငယ်1ကနေ18ဖြစ်ပါတယ် All right, so first we have the prologue, which is chapter 1, verses 1 through 18. ပထမချက်အနေနဲ့နိဒန်ဟာဆိုလို့ရှိရင်အခန်းကြီး1အခန်းငယ်1ကနေ18ထိဖြစ်ပါတယ်နိဒန် ရပြီ In chapter 1, 1 through 18, John introduces Jesus as the Logos or the Word. ဒီယောဟန်ခန်းကြီး1အခန်းငယ်1ကနေ18ထဲမှာ
ယေရှုသည်နှုတ်ကပတ်တော် logos ဖြစ်တဲ့အကြောင်းကိုဒီဖော်ပြတဲ့ဒီအကြောင်းအရာဖြစ်ပါတယ် In the next section, you have a book of signs. Now ဒုတိယအပိုင်းဆိုလို့ရှိရင်ဒီနိမိတ်လက္ခဏာစာအုပ်လို့ပြောလို့ရပါနိမိတ်လက္ခဏာများ In this section, the focus is on the miracles that Jesus does. ဒီထဲမှာဆိုလို့ရှိရင်ယေရှုပြုတ်လုပ်ခဲ့တဲ့နိမိတ်လက္ခဏာတွေကိုအသေးစိတ်ဖော်ပြထားတာတွေ့ရပါမယ် There are 7 signs that he does. ယောဟန်ကယေရှုပြုတ်လုပ်တဲ့နိမိတ်လက္ခဏာတဲက9ခုကိုသူမှတ်တမ်းတင်ထားပါတယ် This section covers about 2.5 years. 3.5 years About 3 years. About 3 years. ဒီထဲမှာဖော်ပြထားတဲ့အကြောင်းအရာဆိုလို့ရှိရင်ဒီနှစ်အားဖြင့်ကြည့်မယ်ဆိုရင်3နှစ်တာကာလအတော်တွင်ဖြစ်ပျက်တဲ့အရာဖြစ်ပါတယ်တဲ့အခန်းကြီး1အခန်းငယ်19မှာအခန်းကြီး12အခန်းငယ်50ထိဖြစ်ပါတယ် Beginning in 13 verse 1, you have a book of glory. ဒုတိယအပိုင်းကိုနိမိတ်လက္ခဏာများစာအုပ်နောက်နံပါတ်3တတိယအပိုင်းဆိုလို့ရှိရင်အခန်းကြီး73အခန်းငယ်1မှာအခန်းကြီး20အခန်းငယ်31အထိကဒီဘုံတော်စာအုပ်လို့ပြောလို့ရပါတယ် This covers the last week of Jesus' life. ဒီအခန်းကြီး73ကနေအခန်းကြီး20အထိကယေရှုရဲ့အသက်တာမှာနောက်ဆုံးတပတ်တာကာလအတော်တွင်ဖြစ်ရပ်တွေကိုပေါ်ပြသွားတာဖြစ်ပါတယ်အခန်းကြီး73ကနေ20အထိကယေရှုရဲ့နောက်ဆုံးတပတ်တာကာလအတော်တွင်ဖြစ်ရပ်များဖြစ်ပါတယ် Jesus is glorified by his death and resurrection. ယေရှုသည်သူ့ရဲ့အသေးခံခြင်းနဲ့ထမြောက်တော်မူခြင်းအပြင်ဘုံထင်ရှားလာပါတယ် Then in chapter 21, you have the conclusion of the gospel. နောက်အခန်းကြီး21အခန်းငယ်1ကနေ25ကြတော့ဏိဂုံးဖြစ်ပါတယ်နံပါတ်4 Look at chapter 21 and verse 25. အခန်းကြီး21အခန်းငယ်25ကိုကြည့်တဲ့အခါမှာ In this text, you come to a fitting အခန်းကြီး conclusion. 21အခန်းငယ်25 25မှာသူ၏တက်တည်ခံချက်မှန်သည်ကိုငါတို့သိကြ၏ယေရှုပြုတော်မူသောအခြားအမှုအရာအများရှိသေး၏ထိုအမှုအရာရှိသမျှတို့ကိုအသီးအခြားရေးထားလျင်မြေကြီးမဆန့်နိုင်အောင်ကျမ်းစာများပြားလိမ့်မည်ဟုထင်မှတ်ခြင်းရှိ၏ In this text, you see it come to a fitting conclusion. ဒီချမ်းပိုက်ကဏိဂုံးချုပ်တယ်ဆိုတာရှင်းလင်းစွာတွေ့ရပါတယ် So let's explain further this basic outline. ဒါနဲ့ဒီကြောရိုးကိုပူ၍တိကျစွာနဲ့ထပ်မံပြမကျွန်တော်တို့ခွဲခြားဒီထပ်မံပြမကျွန်တော်ခွဲလို့ရပါတယ် As noted, the book of signs ဒီနိမိတ်လက္ခဏာဆိုင်ရာစာအုပ်ရေလို့ဒီပြောခဲ့တဲ့အတိုင်းဒီနိမိတ်လက္ခဏာရဲ့နိမိတ်လက္ခဏာဆိုင်ရာစာအုပ်ဆိုတဲ့အပိုင်းထဲမှာ focus on the 7 signs အဲ့ဒီတဲမှာဒီနိမိတ်လက္ခဏာ9ခုပေါ်ပြထားပါတယ် that explain Jesus' identity. အဲ့ဒီဒီ9ခုကယေရှုဟာဘယ်သူလဲဆိုတာကိုထင်ရှားစွာပြသပါတယ် Then you have the second section, which is the book of glory. နောက်ဒုတိယစာအုပ်မှာဆိုလို့ရှိရင်ဘုံထင်ရှားခြင်းစာအုပ် Jesus' crucifixion is repeatedly called his glorification. ယေရှုအသက်ခံရခြင်းဟာသူ့ရဲ့ဘုံထင်ရှားခြင်းလို့စပြီးမှပြောလို့ရပါတယ် Let's begin in chapter 12 and verse 23. အခန်းကြီး7အခန်းငယ်23ကိုကျွန်တော်တို့ပထမဆုံးကြည့်ရအောင်
အခန်းကြီး7အခန်းငယ်23 ဟုတ်ပြီယေရှုကလည်းလူသားသည်ဘုံပွင့်ရသောအချိန်ရောက်ပြီ Jesus ယေရှုကလူသားသည်ဘုံပွင့်ရသောအချိန်ရောက်ပြီ23 ဒါ23ဟောင်း Up to this point, Jesus stated his hour had not yet come. ဒီအချိန်အထိယေရှုကငါအချိန်မရောက်သေးလို့ပဲပြောခဲ့ပါတယ် But now in verse 23, his glorification is upon him. ဒါမဲ့ယခုမှယေရှုကဘုံပွင့်ရသောအချိန်ရောက်ပြီလို့ပြောဆိုလာတာတွေ့ရပါတယ် Everything after this verse leads up to Jesus on the cross. အခုဒီကျမ်းပိုက်ကနေနောက်ပိုင်းကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ယေရှုသူကားရိုင်ပေါ်မှာတက်ခံရတဲ့အကြောင်းဒီဆက်လက်ပြီးမှကျွန်တော်တွေ့ရတော့မှာဖြစ်ပါတယ် Now let's look at verses 31 and 32. chapter 13 right Yes, sir. 13, 31. အခန်းကြီး73အခန်းငယ်31နဲ့32ကိုဖတ်ရအောင် ခန်းကြီး73 31 32ထိုသူသွားသည့်နောက်ယေရှုကယခုတွင်လူသားသည်ဘုံထင်ရှားခြင်းရှိသည်ဖြစ်၍ဘုရားသခင်သည်လည်းလူသားအဖြစ်ဘုံတော်ထင်ရှားခြင်းရှိ၏ဘုရားသခင်သည်လူသားအဖြစ်ဘုံတော်ထင်ရှားခြင်းရှိလျင်ဘုရားသခင်သည်ကိုယ်တော်တိုင်အဖြစ်သူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ကာလမကြာမမြင့်မီသူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည် In this text, Jesus tells his apostles again he is about to be glorified. ဒီကျမ်းပိုက်မှာလည်းပဲယေရှုကသူဒီမကြခင်မှာဘုံပွင့်တော့မယ်ဒါမှမဟုတ်ဘုံထင်ရှားလာတော့မယ်ဆိုတဲ့အကြောင်းပြောဆိုတာတွေ့ရပါတယ် Now look at chapter 17 and verse 1. အခုအခန်းကြီး19အခန်းငယ်1ကိုကြည့်အောင် ထို့သောမိန်တော်မူပြီးမှယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍အိုအဖာကျွန်ုပ်အချိန်ရောက်ပါပြီ Okay, now let's look at 17 verse 4. အခန်းကြီး19အခန်းငယ်4ကိုလည်းဖတ်ရအောင် ကျွန်ုပ်သည်မြေကြီးပေါ်မှာကိုယ်တော်ကိုဘုံထင်ရှားစေခဲ့ပါပြီကျွန်ုပ်ဆောင်ရွက်เสียဖို့ကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကိုကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ In this text, we learn that Jesus is focused now as upon glorifying God. ယေရှုကအခုမြေကြီးပေါ်မှာကိုယ်တော်ကိုဘုံထင်ရှားစေပါပြီလို့ပြောပါတယ် Now let's look at chapter 21 and verse 19. အခုအခန်းကြီး21အခန်းငယ်19ကိုဖတ်ရအောင် ဒီ21အငယ်19မှာထို့သောမိန်တော်မူသောအဘယ်သို့သောတည်ခြင်းအပြင်ပေတရုသည်ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်အရေးကိုပေးတော်မူ၏ထို့သောမိန်တော်မူပြီးမှငါနောက်သို့လိုက်လော့ဟုပေတရုအားမိန်တော်မူပြန်၏ In this text, Jesus is talking about Peter's death. ဒီကျမ်းပိုက်မှာယေရှုကပေတရုရဲ့တည်ခြင်းအကြောင်းကိုပြောတာဖြစ်ပါတယ် Peter would follow the same path as Jesus in that his death would glorify God. ဒီမှာယေရှုရဲ့တည်ခြင်းကသူ့ဘုန်းကိုထင်ရှားစေမှာဖြစ်တဲ့ကဲ့သို့ပေတရုလည်းပဲသူ့ရဲ့တည်ခြင်းအဖြစ်ယာဘုန်းကိုထင်ရှားစေမှာဖြစ်တဲ့အကြောင်းဖော်ပြပါတယ် But in the moment, Peter must focus on following Jesus. ဒါပေမဲ့အဲ့ဒီလိုကိုယ့်ရဲ့တည်ခြင်းကဘုရားဘုန်းထင်ရှားစေသောတည်ခြင်းမျိုးဖြစ်စေဖို့ရာအသက်ရှင်စဉ်ခါမှာဘုရားသခင်ရဲ့အလုပ်ကိုကျွန်တော်တို့ပြည့်စုံအောင်လှုပ်ဆောင်ဖို့သူ့နောက်လိုက်ဖို့ရာအရေးကြီးပါတယ် So we see that John's outline is very simple. ဒါကြောင့်ယောဟန်ကဒီသူ့ရဲ့ရေးသားတဲ့အကြောင်းအရာကိုရိုးရိုးရှင်းရှင်းလေးနဲ့ကြောရိုးချထားတာကိုကျွန်တော်တွေ့ရပါတယ် But his message is quite profound. ဒ
ဒါပေမဲ့သူ့ရဲ့တည်င်းစကားကတကယ်ကိုနည်းနည်းပါတယ် Jesus is revealing the Father ယေရှုကခမည်းတော်ကိုထင်ရှားစွာပြသတယ် and provides eternal life to those who believe in him. သူ့ကိုယုံကြည်သောသူများကိုထာဝရအသက်ကိုလည်းပေးသောသူဖြစ်ပါတယ် Now let's focus on characteristics of John's gospel. ယောဟန်ခရစ်ဝင်ကျမ်း၏ဒီအမှတ်သားလက္ခဏာများ Number 1,နံပါတ်1 there's emphasis on Jesus's identity နံပါတ်1အနေနဲ့ယေရှုရဲ့ဖြစ်ရမှန်ကိုဖော်ပြတယ်ဖြစ် as ခြင်း the အမှန် son, ကိုဖော်ပြတယ် as the Son who reveals the Father. ခမည်းတော်ကိုဖော်ပြသောသားတော်ဖြစ်သည်ဟု Let's go to John chapter 14ယောဟန်ခန်းကြီး14ကိုကြည့်ရအောင် and look at verses 9. Let's see. Let's look at verses 8 through 10. 8 through 10. ယောဟန်ခန်းကြီး14အခန်းငယ်8ကနေ10ကိုဖတ်ကြည့်ရအောင် လေးရှိကနေ30ဖိလိပ္ပုကလည်း ဟုတ် ဖိလိပ္ပုကလည်းသခင်ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါထို့သို့ပြတော်မူလျှင်ကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုလျှောက်လျင်ယေရှုကဖိလိပ္ပုဤမြကာလပတ်လုံးငါသည်သင်တို့နှင့်အတူရှိပြီးမှသင်သည်ငါ့ကိုမသိသေးသလောငါ့ကိုမြင်တော်သူသည်ခမည်းတော်ကိုမြင်၏တို့ဖြစ်လျင်ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါဟုသင်သည်အဘယ်သို့ဆိုရသနည်းငါသည်ခမည်းတော်၌ရှိသည်ကို၎င်းခမည်းတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းမယုံသလောငါဟောပြောသောစကားကိုကိုယ်အလိုလျောက်ငါဟောပြောသည်မဟုတ်ငါပြုသောအမှုတို့ကိုသာငါ၌တည်တော်မူသောခမည်းတော်သည်ပြုတော်မူ၏ငါသည်ခမည်းတော်၌ရှိသည်ကို၎င်းခမည်းတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းယုံကြလော့ငါစကားကိုမယုံလျှင်ငါအမှုတို့ကိုထောက်၍ယုံကြလော့ငါအမှန်ကန်ဆိုသည်ကငါကိုယုံကြည်တော်သူသည်ငါပြုသောအမှုတို့ကိုပြုလိမ့်မည်ထိုအမှုတို့တဲ့တာ၍ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်အကြောင်းမူကားငါသည်ခမည်းတော်ထံသို့သွား၍သင်တို့သည်ငါ၏နာမကိုမှီပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်အကြောင်းမူကားခမည်းတော်သည်သားတော်အဖြစ်ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းသည်သင်တို့သည်ငါ၏နာမကိုအမှီပြု၍ ဟုတ်ပြီ အစုံတစ်ခုတောင်းတယ် ဟုတ် တောင်း ပြီ သည့်အတိုင်းငါ 10တိ ဟုတ်ပြီ ဟုတ် 30တိ In this text, Philip asks to see God the Father. They see the Father or what is the question again Yeah, in this text, Philip asked Jesus to show him the Father. ဟောဒီကျမ်းပိုင်မှာဖိလစ်ကဟာခမည်းတော်ကိုပြပါလို့ယေရှုကိုတောင်းဆိုခဲ့တယ်မလား And Okay. Jesus makes it clear that the Father has been shown through him. ဒါနဲ့ယေရှုကဘာပြောလဲငါကိုမြင်တော်သူဒီခမည်းတော်ကိုမြင်တော်သူဖြစ်တယ်လို့ပြောတဲ့အခါမှာခမည်းတော်ရဲ့ပုံတရံကိုဒီသားတော်ကထင်ရှားစွာပြသတော်သူဖြစ်တဲ့ကြောင့်ရှင်းပြတာဖြစ်ပါတယ် Another characteristic of John Now ယောဟန်ခရစ်ဝင်ကျမ်းရဲ့နောက်အမှတ်အသားလက္ခဏာတစ်ခုဟာ is there's a simple vocabulary, ဝေါဟာရကရိုးရိုးလေးပဲ but deep theological significance. သူ့တော်လဲဒီဖျားတရားလိလာမှုပိုင်းမှာကြတော့တကယ်ကိုနက်နဲတဲ့ထူးခြားတဲ့စကားလုံးဝေါဟာရတွေဖြစ်ပါတယ် John is easy enough for a small child to understand. ယောဟန်ခရစ်ဝင်ကျမ်းကကလေးငယ်လေးကစနားလည်နိုင်တဲ့စကားလုံးတွေသုံးထားပါတယ် My 7-year-old is named Ben. I'm sorry That my 7-year-old, his name is Ben. အော်သူ့ရဲ့သား9နှစ်အရွယ်ရှိတယ်သူ့နာမည်က Ben လို့ခေါ်ပါတယ် And even he can understand John's gospel.
ယောဟန်ခရစ်ဝင်ကျမ်းကိုအသက်9နှစ်အရွယ်ကလေးကပင်လင်နားလည်နိုင်ပါတယ် But also John is very profound in meaning. ဒါပေမဲ့ယောဟန်ခရစ်ဝင်ကျမ်းရဲ့စကားလုံးဝေါဟာရတွေကြည့်တဲ့အခါမှာအတိတ်ပဲကတကယ်ကိုလေးနေပါတယ် At Oxford University in England, အင်္ဂလန်နိုင်ငံမှာရှိတဲ့ Oxford တက္ကသိုလ်မှာ there is an entire floor of books dedicated to John's Gospel. အဲ့ဒီuniversity တက္ကသိုလ်မှာယောဟန်ခရစ်ဝင်ကျမ်းအကြောင်းကိုပဲဖော်ပြတယ်ရေးသားထားတဲ့ဒီစာကြည့်တိုင်းအခန်းတစ်ခန်းရှိတယ်တဲ့ Consider the term abide. ဥပမာအနေနဲ့ဒီငါ၌တည်နေကြလောဆိုတဲ့စကားလုံးတွေစဉ်းစားကြည့်ပါတဲ့ Such a simple concept of just living, dwelling. ဒီမှာတည်နေကြလောဆိုတဲ့စကားလုံးကရိုးရိုးလေးပဲအသက်ရှင်နေခြင်းကိုပြောချင်တာဖြစ်ပါတယ် But notice how profound it is in John chapter 15, verses 4 ဒါပေ and မဲ့ 5. ယောဟန်ခန်းကြီး15ကိုကြည့်တဲ့အခါမှာယေရှု၌တည်နေခြင်းဆိုတာဘယ်လောက်လေးနဲ့တလဲဆိုတာကျွန်တော်မြင်တွေ့နိုင်ပါတယ် All right, Philip, do we want to read John 15, 4 and 5? ယောဟန်ခန်းကြီး15ခန်းငယ်4နဲ့5ကိုဖတ်ကြည့်ရအောင် ငါ၌တည်နေကြလောငါသည်လည်းသင်တို့၌တည်နေမည်စပြည့်ခက်သည်အတွင်၌မတည်လျင်ကိုအလိုအလျောက်အသီးမသီးနိုင်တဲ့ကဲ့သို့သင်တို့သည်ငါ၌မတည်လျင်အသီးမသီးနိုင်ကြငါသည်စပြည့်နွယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကွာလင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ All right, so notice how a simple word has great meaning in a relationship with Jesus. ဟုတ်စကလုံးကိုကြည့်တဲ့အခါမှာရိုးရိုးလေးပဲဒါပေမဲ့ယေရှုနဲ့ဆက်သွယ်မှုဒါမှမဟုတ်သူနဲ့အတူတက်ရှင်နေမှုကိုဖော်ပြတဲ့ဒီဘိုင်းကိုကြည့်တဲ့အခါမှာတကယ်လေးနေပါတယ် All right, let's look at number 3. အခုယောဟန်ခရစ်ဝင်ကျမ်းရဲ့အမှတ်လက္ခဏာ In support for number 2, notice these key terms. နံပါတ်2နဲ့အတူတူပဲနံပါတ်3ရဲ့အတိကဒီအတိကဝေါဟာရများကိုကြည့်မယ်တော့ချက်ဝေါဟာရများ These words are significant in John's Gospel. ယောဟန်ခရစ်ဝင်ကျမ်းထဲမှာဤဝေါဟာရ3ခုဟာထူးခြားဒါမှမဟုတ်ထင်ရှားလှပါတယ် We will explore them as we study the Gospel together. ဒီယောဟန်ခရစ်ဝင်ကျမ်းကိုလေ့လာတဲ့အခါမှာဒီစကားလုံး၄လုံးကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်။ဘာတွေလဲဆိုလို့ရှိရင် life ဆိုတာအသက် now ယုံကြည်တယ် now ငါ၌တည်နေခြင်းပြီးရင်အလင်းဆိုတဲ့လေးခုဖြစ်ပါတယ်အသက်ယုံကြည်ခြင်းတည်နေခြင်းအလင်းဆိုတဲ့စကားလုံးဝေါဟာရလေးခုဖြစ်ပါတယ် Number 4. နံပါတ်4ယောဟန်ခရစ်ဝင်ကျမ်းရဲ့စတုတ္ထအမှတ်လက္ခဏာ In John's Gospel, people are either of God or of the world. ဒီယောဟန်ခရစ်ဝင်ကျမ်းထဲမှာဒီငါတို့ဒီဒါယောဟန်ကယေရှုကငါဒီလောကနဲ့မဆက်ဆိုင်ငါဒီခမဲတော်ထမလာတော်သူဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ရှိပါတယ် Let's go to John chapter 3.
John chapter 3. 3 အခန်းကြီး3ဟုတ်ပြီယောဟန်အခန်းကြီး3 Let's notice verses. Look at verses. Let's look at verses 19 through 21. အခန်းငယ်19ကနေ21ကိုဖတ်ကြည့်ရအောင်အခန်းငယ်19ကနေ21 19ကနေ21အပြစ်စီရင်ခြင်းကိုခံရကြောင်းကအလင်းသည်ဤလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထက်မှောင်မိုက်ကိုတာ၍နှစ်သက်ကြ၏ဆိုးရုပ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည်အလင်းကိုမြင်ပြင်း၍မိမိတို့အကျင့်၌အပြစ်ပါသည်ကိုမထင်ရှားစေခြင်းကအလင်းသို့မချဉ်ကပ်ကြတမန်တရားကိုကျင့်သောလူမူကားမိမိအကျင့်တို့သည်ဖျားသခင်အလိုတော်နှင့်ညီသည်ကိုထင်ရှားစေခြင်းကအလင်းသို့ချဉ်ကပ်သည်ဟုဟောတော်မူ၏ You cannot walk in both light and darkness. Would you please repeat Said you cannot walk in both light and darkness. ကျွန်တော်တို့အမှောင်ထဲမှာလည်းကျင်လေတယ်အလင်းထဲမှာလည်းကျင်လေတယ်ဆိုတာမဖြစ်နိုင်ဘူး So you cannot walk with God, but also live in sin. ဖျားသခင်နဲ့အတူတွာလာတယ်ဆိုပြီးအပြစ်ထဲ၌ကျင်လေတယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့ Now let's go to John chapter 17. အခုယောဟန်ခန်းကြီး19ကိုကြည့်ရအောင် ဖျားနဲ့တူဖျားဥစ္စာဖြစ်တယ်ဆိုရင်ဖျားဥစ္စာမဟုတ်ရင်လောကနဲ့ဆိုင်တယ်ဆိုတဲ့အရာနှစ်ခုပဲတစ်ချိန်တည်းမှာနှစ်နေရာမှာမပါနိုင်ဘူးဆိုတဲ့အကြောင်းပေါ့နော်ခန်းကြီး19 Let's look at verses 14 and 15. ခန်းငယ်14 15ကိုဖတ်ကြည့်ရအောင် ကိုတော်ဤနှုတ်ကပတ်တရားကိုဤသူတို့အားအကျွန်ုပ်ပေးပါပြီအကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံတကဲ့သို့ဤသူတို့သည်မဆက်ဆံသောကြောင့်လောကီသားတို့သည်ဤသူတို့ကိုမုန်းကြပါ၏ဤသူတို့ကိုဤလောကမှနှုတ်ယူတော်မူမည်အကြောင်းအကျွန်ုပ်တောင်းသည်မဟုတ်ပါမကောင်းသောအမှုရာနှင့်ကင်းလွတ်စေခြင်းကဆောင်မတော်မူမည်အကြောင်းကိုသာတောင်းပါ၏ So you see, Jesus is very clear his disciples are not of the world. ဒီမှာလည်းပဲယေရှုကသူ့ရဲ့တပည့်တော်မှန်ရင်ဒီလောကနဲ့မဆက်ဆိုင်ဆိုတဲ့အကြောင်းတွေ့ရပါတယ် Number 5. ငါးခုမြောက်သောယောဟန်ခရစ်ဝင်ကျမ်းအမှတ်သားလက္ခဏာ Miracles are identified နိမိတ်လက္ခဏာများကို as signs revealing Jesus's identity. ယေရှုရဲ့အဖြစ်မှန်ကိုဖော်ပြသောအရာများအဖြစ်အသုံးပြုတယ် We saw this in chapter 20, ဒီအကြောင်းအရာကိုအခန်းကြီး20မှာတွေ့ရတယ် 30, and 31. အခန်းကြီး20ခန်းငယ်30 31မှာတွေ့ရပါတယ်နိမိတ်လက္ခဏာများဟာယေရှုရဲ့အဖြစ်မှန်ကိုဖော်ပြသောအမှတ်အသားများအဖြစ်အသုံးပြုပါတယ်ဆိုတဲ့အကြောင်း 30ဤကျမ်းစာ၌ရေးရမထားသောအခြားနမိတ်လက္ခဏာအများတို့ကိုလည်းယေရှုသည်တပည့်တော်တို့မျက်မှောက်၌ပြတော်မူ၏ယေရှုသည်ခရစ်တော်ဒီဟုသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံမည်အကြောင်းထို့သောယုံ၍နာမတော်အပြင်အသက်ကိုရမည်အကြောင်းဤမျှလောက်ရေးထားလျက်ရှိသည် All right, let's look at number 6. နောက်6ခုမြောက်သောအမှတ်သားကြည့်ရအောင် There are also spiritual symbols. And Philip, do you know what I mean by metaphor? You might just say the I am statement metaphor. There are spiritual symbols and metaphors in John. နောက်6ခုမြောက်မှာဝိညာဉ်ရေးဆိုင်ရာဒီအမှတ်လက္ခဏာများဒါမှမဟုတ်ဒီတင်စားစကားများလည်းရှိပါတယ်ရေတို့အလင်းတို့နောက်ပြီးမှမုတ်
နောက်တူတင်းဒီလို့ရှရင်တကားဆိုရဲတင်စားစကားတွေလည်းအသုံးပြုထားတာတွေ့ရပါတယ် Other, so let's let me take a step back. For example, living water in John 4 represents salvation. ယောဟန်အခန်းကြီး၄ထဲကအသက်ဆိုင်ရင်ဆိုတာရီမဟုတ်ဘဲနဲ့ကဲတင်ခြင်းကိုရည်ညွှန်းနေတာဖြစ်ပါတယ် Light refers to walking with Jesus. အသက်လို့ပြောတဲ့အခါမှာယေရှုနဲ့အတူသွားလာခြင်းဒါမှမဟုတ်ကျင်လည်ခြင်းကိုဆိုလိုပါတယ် Bread is feasting upon the nourishment that Jesus gives spiritually. ဟောစစောကအသက်မဟုတ်ဘဲနဲ့အလင်းဆိုတဲ့အရာကယေရှုနဲ့အတူသွားလာခြင်းကိုပြောတာဖြစ်ပါတယ်နောက်မုံဆိုတဲ့အရာကကျွန်ုပ်တို့ရဲ့ခင်ခွန်အားအရင်အမြင့်ဟာနှုတ်ကပတ်တော်ဆိုတဲ့အကြောင်းဖော်ပြခြင်းဖြစ်ပါတယ် He is the shepherd that guides us to the Father. နောက်သူထင်းလို့ပြောတဲ့အခါမှာသူဒီကျွန်တော်တို့ကိုလမ်းပြတော်သူဖြစ်တဲ့အကြောင်းဖော်ပြပါတယ် He is the gate or the door to the Father. နောက်သူဒီ gate တကားလို့လည်းပြောတယ် gate လို့ပြောတဲ့အခါမှာခမေးတော်ထံသို့ပို့ဆောင်ပေးနိုင်တဲ့တပါးတည်းတော်သူဖြစ်ကြောင်းဖော်ပြပါတယ် And we see these most often in the I am statements. နောက် That's right. ယောဟန်ခရစ်ဝင်ကျမ်းထဲမှာငါဒီဆိုတဲ့ဒီအမိန့်တော်မူချက်အပြင်ထင်ရှားပါတယ် Also, let's see, what number is this? 6, 7, number 8. Often people misunderstand what Jesus says. နောက်နံပါတ်8မှာယေရှုရဲ့စကားလုံးတွေကိုနားထောင်တဲ့သူတွေကနားလည်မှုလွဲသွားလိမ့်ရှိပါတယ်တဲ့ယောဟန်ခရစ်ဝင်ကျမ်းထဲမှာ For example, look at John chapter 3. ဥပမာအနေနဲ့ယောဟန်ခန်းကြီး3ကိုကျွန်တော်ကြည့်ရအောင် Nicodemus did not understand the phrase be born again. နီကိုဒင်ကဒုတိယမွေးခြင်းဆိုတဲ့စကားလုံးကိုနားမလည်ခဲ့ဘူး Number 2, နံပါတ်2အနေနဲ့ the woman at the well misunderstood living water. ယောဟန်ခန်းကြီး4မှာဒီရှမာရိမိန်းမကအသက်ဆိုင်ဆိုတဲ့အကြောင်းကိုနားလည်မှုလွဲခဲ့ပါတယ် And number 9, very similar to the number 8. ကိုခုမြောက်သောအမှတ်အသားကနံပါတ်8နဲ့ခက်စင်စင်ပဲ There are misunderstandings of what Jesus means in things like the I am statements. အခုနံပါတ်8မှာကျတော့သူ့ရဲ့စကားကိုနားမလည်ကြဘူးအခုကျတော့ယေရှုရဲ့အဖြစ်မှန်ကိုနားမလည်ကြဘူးတဲ့မှားယွင်းစွာခံယူကြတဲ့အကြောင်းပေါ့နော် And so all of these are characteristics of John's gospel. အခုဒီအချက်9ချက်ကယောဟန်ခရစ်ဝင်ကျမ်းရဲ့ဒီအမှတ်လက္ခဏာ9ခုဖြစ်ပါတယ် We'll pick up here, Lord willing, next week. ဒီလာမယ့်အပတ်ကြရင်ဒီအချက်ကနေပြီးတော့မှကျွန်တော်တို့ပြန်တယ်ပြီးတော့မှကောက်နှုတ်သွားမှာဖြစ်ပါတယ် We'll look at these characteristics that I've got here of John's 6 gospel. ပြီးတော့မှ8 9ဖြစ်သွားတယ်6ပြီးတော့9ပြောက်ကြံနေခဲ့တယ်နော် ဩဟုတ်လား Hey, Brother Justin, would you please show again Yeah, the nine the characteristics? yeah, and there's more to add to it next week. 7ပြောက်သွားတယ် Okay. ယေရှုရဲ့စကားလုံးကိုနားထောင်မှုလွဲမှားတယ်နီကိုဒင်အဲ့ဒါသူက9ဖြစ်ရမှာ8ဆိုပြီးတော့မှလောက်ထားတယ်နော်9ကယေရှုရဲ့အဖြစ်မှန် ပြန်ပြောပြမယ်နော်ဒီမှာ အေးပြောပါ
မှတ်ထားလိုက်ပါယောဟန်ခရစ်ဝင်ကျမ်းရဲ့ဒီထူးခြားတဲ့အမှတ်လက္ခဏာ9ခုလို့ပြောတဲ့အထဲမှာနံပါတ်1က ယေရှု၏အမှန်ကို ယေ ပေါ်ပြ ရှုရဲ့ဖြစ်ခြင်းအမှန် ဟုတ်တယ် ဟုတ်ဒီဘုရားသခင်ရဲ့သားတော်ဖြစ်ကြောင်းကိုဖော်ပြတယ်။နောက်နံပါတ်2ရိုးရိုးလေးစကလုံးသုံးပေမဲ့ဒီဘုရားတရားဆိုင်ရာဘက်မှာတကယ်ကိုနဲ့တဲ့စကလုံးတွေဖြစ်တယ်။ အာ နောက်နံပါတ်3မှာကြတော့ဒီတော့ချက်ဝေါ်ဟာရများလေးခုသုံးထားပါတယ်အသက်ရဲ့ယုံကြည်တဲ့တည်နေခြင်းနဲ့အလင်းဆိုတဲ့ဝေါ်ဟာရလေးခုသုံးထားပါတယ်အဲ့ဒါနံပါတ်3 အ နော် သက်ရဲ့ကြလို့နော်လင်း ယုံကြည်တယ် အသက်ရဲ့ယုံကြည်ရဲ့ ယုံကြည်တယ် ငါနဲ့ကြည်ရဲ့အလင်း ငါ၌တည်နေတယ်တည်နေခြင်းဆိုတဲ့တည်နေခြင်းရဲ့အလင်း အာ ဆိုတဲ့ဒီလေးခုနော် ဟုတ်တယ် နော ဟုတ် က် ပြီ ဒီလေးခုမြောက်သောစကလုံးမှာလေးခုမြောက်သောစကလုံးက ငါဒီခမ လူ ည်းတော်ထံ တစ် မှာ ယောက်ဟာတစ်ချိန်တည်းမှာနှစ်နေရာမှာနေလို့မရဆိုတဲ့အကြောင်း အာ ဥပမာအနေနဲ့ဖျားရဲ့လူဖြစ်ရင်ဖြစ်မဟုတ်ရင်လောကရဲ့လူဖြစ်မယ်ဆိုတဲ့ဂျမ်ပိုက်တွေဟုတ်တယ်အလေးနဲ့အမှောင်ဒါမှမဟုတ်ဖျားလူနဲ့လောကရဲ့လူဆိုတော့မှတိတတ်ပွဲထားတယ်တပြိုင်တည်းမှာနှစ်နေရာမှာမရကြောင်းပေါ့နော်အဲ့ဒါလေးချက်မြောက်နောက်၅ခုမြောက်ကယေရှုရဲ့နိမိတ်လက္ခဏာများကယေရှုရဲ့အဖြစ်မှန်ကိုဖော်ပြတော့အမှတ်သားများအဖြစ်နဲ့အသုံးပြုတယ် ဟုတ်တယ်ငါ နိမိတ်လက္ခဏာများသည်ယေရှုရဲ့အဖြစ်မှန်ကိုဖော်ပြတော့အမှတ်သားများအဖြစ်နဲ့အသုံးပြုတယ် အာ အဲ့ဒါနံပါတ်5နော်နောက်နံပါတ်6မှာဝိညာဉ်ရေးဆိုင်ရာသင်္ကိတစကားတင်စားစကားများလည်းအသုံးပြုတယ် ဟုတ်တယ် သင်္ကိတနဲ့တင်စားစားပါလေလေရေ အာ ရေရ သက် အလင်းရ မင်းရဲ့ မုံရ မုန်းရဲ့တိုးတိန် ဒိန်းရ ဂိတ် နောက် တကား ကိတ်ကိတ်တကားဟုတ်ပြီအဲ့ဒီစကလုံး၅လုံးကိုလည်းတင်စားစကားအနေနဲ့အသုံးပြုထားတာရှိတယ်အဲ့ဒါ1 2 3 4 5 6နော် နောက်နံပါတ်9မှာ ဟောမှာဟုတ်ပြီ ငါဒီဆိုရဲစကား9ခု အာ အဲ့ဒါ6နော်ဟုတ်လား အဲ့ဒါက ခုနှစ်ဖြစ် ခုန တော့ ဝိ 1 2 3 4 5 6အော်9ခုမြောက် ခုနခုမြောက်မှာလာမယ် ဟုတ်9ခုမြောက်ငါဒီဆိုရဲငါဒီဆိုရဲစကား9ခုနော်အဲ့ဒါကနံပါတ်9နံပါတ်10မှာကြတော့ယေရှုရဲ့စကားလုံးကိုနားမလည်ကြဘူး ဟုတ်ပြီ ယေရှု နားထောင် ယေရှုပြောတဲ့စကားလုံးကိုနားမလည်ဘူးနောက်9ခုမြောက်ကယေရှုရဲ့ဖြစ်ခြင်းအမှန်ကိုနားမလည်ကြဘူး ဟုတ်တယ် okay အဲ့ဒါရတယ် ဟုတ်ပြီအဲ့ဒီ9ချက်အဲ့ဒီ9ချက်လေးဖြစ်ပါပြီပေါ့နော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ဒီ ဟုတ်ပြီ အတိကအမှတ်လက္ခဏာ9ခု ဟုတ်ပြီရပြီ Okay thank you thank you All right. All right. Well, Lord willing, we'll meet next Wednesday. Philip, is that okay with you? yeah ဒါအလိုတော်ရှိလင်လာမဲ့ဗုဒ္ဓဟူးနေ့ညကြမှာပဲသူ့အတွက်တော့မနေ့ပေါ်တော့ကျွန်တော်တို့လာမဲ့ဗုဒ္ဓဟူးနေ့ညမှာပြန်ဆက်ကြမယ်တဲ့ thank you All right. Well, it's good to see everyone. Thankful you all are doing well. ဒီနေ့အရောက်စိတ်တိုင်းကျမ်းမာရဲဆိုတာသိရလို့တော်လကောင်းအားလုံးနဲ့ဒီကဲ့သို့တွေ့ရသောကြောင့်တော်လကောင်းကျေးဇူးတင်ပါတယ်တဲ့နော် It is a privilege to get the opportunity to study with you today. သူ့အတွက်လည်းပဲတင်တို့နဲ့အတူလေ့လာခွင့်ရတာဟာတကယ်အခွင့်အရေးကြီးပဲလို့ခံစားပါတယ်တဲ့